ဒီလူကကားထဲမှာထိုင်ရင်ဒေါသထွက်ပြီးလူတကာကိုပတ်မဲနေပါတယ်သူ့ဝန်ထမ်းတယောက်နောက်ကျနေလို့စိတ်မရှိဖြစ်နေတာပါသူကတော့စားတော့ဆိုင်ဖွင့်ကျင်တဲ့စိတ်ကူးကိုဖတ်တွေ့ထားရင်စားဝတ်နေရေးအတွက်ပွဲစီစီရေးအကြီးစဉ်တစ်ခုမှဝင်လုံနေရတဲ့ဂျေရှစ်ပါပဲခဏကြာမှသူ့စီကိုဖုံးတကောဝင်လာပြီးဆက်လာတဲ့လူကသူ့အကြကြီးစောင့်နေရတဲ့ဝန်ထမ်းဖြစ်နေပါတယ်အခွင့်မဆောင်ရတိုင်းအားရပါရငေါ့မယ်လို့ဟန်ပြလိုက်ပြီးတဲ့နောက်မှာသူ့ကိုဖုံးဆက်တဲ့လူကသူ့ရဲ့ဝန်ထမ်းမဟုတ်ပဲရဲစခန်းကဖြစ်နေပါတယ်သူ့အကြကြီးစောင့်နေတဲ့ဝန်ထမ်းကရုတ်တရက်တေးဆုံးသွားပြီးတော့ဆက်သွယ်စရာမိသားစုဝင်လည်းမရှိတာကြောင့်သူ့စီကိုဖုံးဆက်လာတာပါဂျေရှစ်ကဆုံးပါသွားတဲ့သူ့ဝန်ထမ်းအတွက်ဇာဗနာကိုအိတ်ဆိုင်လုပ်ပေးလိုက်ရပြီးတော့အဲ့ဒီဝန်ထမ်းရဲ့ခင်မွန်းဟောင်းကိုပတ်စံပြန်အောင်ဖုံးတစ်ကောင်ကဆက်ပါတယ်ဒါပေမဲ့တစ်ဖက်လူကသူ့ဖုန်းကိုလုံးဝမကင်ပါဘူးဖြစ်ချင်တော့အဲ့ဒီဝန်ထမ်းမှာ9နှစ်အရွယ်သမီးလေးတစ်ယောက်လည်းကျန်ခဲ့ပါတယ်ဂျေရှစ်ကသူ့ဟာသူလည်းအကျွေးတွေဝိုင်းဝိုင်းလည်နေတဲ့သူမလို့ပတ်စံအနေနဲ့လက်ဝက်လက်စားတွေဘုတ်ဖို့ဆုံးသွားတဲ့သူ့ဝန်ထမ်းရဲ့အိမ်ကိုသွားပါတယ်အိမ်တကားဘဲကိုဘယ်နှခါပဲတီးတီးဘသူမှလာမဖွင့်လာတာကြောင့်သူ့အိမ်သူ့ရလိုပဲခက်တီတီနဲ့ဝင်သွားလိုက်တော့သူ့ကိုစောင့်ကြိုနေတာကအမိုက်ပုံကြီးလိုရှုပ်ပွားနန်းစော်နေတဲ့အခန်းချင်းလေးပါသူများအခန်းကိုရှုပ်ပွားနေတာပဲလို့ဝေဖန်လိုက်ပြီးပတ်စံအနေနဲ့လက်ဝက်လက်စားတွေကိုရှာပါတော့တယ်အဲ့ဒီအချိန်မှာပဲယူရှိုခန်းတွေကကလေးမတစ်ယောက်ထွက်လာပါတယ်အဲ့ဒီကလေးမကသူ့ကိုမမြင်သလိုသူရှိနေတာကိုလည်းသတိထားမိတဲ့ပုံမပေါ်ပါဘူးဟိုဆန်းဒီဇန်လျှောက်သွားပြီးတော့မှုတ်တက်နေတဲ့ပေါင်ပုံတစ်လုံးကိုတွားယူပြီးစပွဲအောက်မှာထိုင်စားနေပါတယ်သူ့ဝန်ထမ်းရဲ့သမီးလေးဆိုတာတည်သွားပြီးတဲ့ဂျေရှစ်ကကလေးမလေးကိုတွားနှုတ်ဆက်လိုက်ပေမဲ့ဟိုကလေးမကသူ့ကိုလုံးဝအဖက်မလုပ်ပါဘူးခြေလိုက်တဲ့ကလေးလိုထင်သွားပြီးကလေးကိုစက်ကြီးမဆိုင်တော့ပဲသူ့ဘာသာရှာရှာရှိတာကိုဆက်ရှာနေလိုက်ပါတယ်ဒါပေမဲ့ဘလို့မှမတုံ့ပြန်တဲ့ကလေးမလေးကြောင့်ဒီကလေးမလေးကတခုခုထူးဆန်းနေတယ်ဆိုတာကိုသူရိပ်မိသွားပါတော့တယ်အဲ့ဒါနဲ့ဝန်ထမ်းဖြစ်သူရဲ့ခွန်မွန်းဟောင်းကိုမရမကဖုံးဆက်ပြီးကလေးအကြောင်းမေးဖို့လုပ်တဲ့အခါတစ်ဖက်လူကထက်ပြီးမျက်နှာလဲခဲပြစ်သူ့ဖုန်းကိုချပစ်ပြန်ပါတယ်စိတ်ညစ်ညစ်နဲ့ဆေးလေးထိုင်တော့တဲ့အချိန်မှာကလေးမလေးကစိတ်လေးနဲ့ရပြီးအိမ်ထဲမှာလူရောက်နေတာကိုသတိထားမိသွားပါတယ်သူ့မိထင်လို့ပြေးဖက်ပြီးမှသူလုံးဝမသိတဲ့လူဆိုတာသတိထားမိပြီးရုန်းကန်ပါတော့တယ်တိုက်တိုက်ဆိုင်ဆိုင်အခန်းပြင်ဘက်ကလူတန်ကြားလိုက်ရတာကြောင့်အကျဲအကျဲမဖြစ်ချင်တဲ့ဂျေရှစ်ကအော်နေတဲ့ကလေးမလေးကိုပါဇက်ပိတ်ဖို့ပြင်လိုက်ပြီးမဲ့သူ့လက်ပဲအကိုက်ခံလိုက်ရပါတယ်အခန်းထဲမှာလူရောက်နေမှတည်သွားတာနဲ့အပြင်ဘက်ကအတော်ကြီးကလည်းတကားကိုစွတ်ဖွင့်ခိုင်းပါတော့တယ်အတော်ကြီးကတော့သူတို့ရောက်နေတဲ့အခန်းလေးကိုငှားပိတ်ထားတဲ့အိမ်ပိုင်ရှင်ပါအတော်ကြီးနဲ့တွေ့ပြီးမှကလေးရဲ့နာမည်ဟာအွန်းဟဲလို့ခေါ်ပြီးအဲ့ဒီကလေးမလေးကမျက်စိလည်းမမြင်နားလည်းမကြားတဲ့ကလေးဆိုတာကိုဂျေရှစ်ကသိလိုက်ရပါတယ်အိမ်ပိုင်ရှင်အတော်ကြီးကဝူမန်တို့တဘာဝပပဖောက်နေပြီးရက်ကြော်နေတဲ့အိမ်လားကပေးမလားစပောင်းငွေပြန်ယူပြီးအိမ်ကလစ်မလားလို့မေးလာပါတယ်သူကဂျေရှစ်ကိုမိမနဲ့ကလေးကိုတာဝန်မယူခြင်းလို့ထွက်ပြေးနေတဲ့အွန်းဟဲရဲ့အဖေလို့ထင်နေတာပါအင်္ဂါကစပောင်းငွေအကြောင်းကြားလိုက်ရတဲ့အခါမှာတော့ဂျေရှစ်ကချောလဲရောက်ထိုင်လို့ပြီးကလေးဖေဖြစ်ဟန်ဆောင်လိုက်ပါတော့တယ်ကလေးအမေကဆုံးသွားပြီးတော့သူလည်းသတိတရားရသွားပြီမလို့ကလေးကိုစောင့်ရှောက်ဖို့ပြန်လာတာဆိုပြီးရှောက်ပြောပါတယ်တကယ်ဆိုသူ့ဟာသူလည်းအင်္ဂါကမပေးနိုင်တော့လို့မောက်ထုတ်ခံရတော့မယ်တကိုယ်ရဲသမားဂျေရှစ်ကချက်ချင်းဆိုသလိုအထုပ်ဆွဲပြီးအွန်းဟဲတို့အိမ်မှာအခမ်းအသာတက်နေပါတော့တယ်အွန်းဟဲကိုသူ့ကိုအဖေလို့ခေါ်ရအောင်တင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အိုးဟဲကိုပဲခောက်ဆွဲနဲ့မဲဆွဲဖို့လှုပ်လိုက်ပေမဲ့ကလေးမလေးကပဲခောက်ဆွဲကိုပေါင်မုံလောက်တောင်စိတ်ဝင်စားပါဘူး။ဒါနဲ့ဂျေရှစ်လည်းစိတ်တူသွားပြီးပေါင်မုံတွေအကုန်လုံးကိုလွှင့်ပစ်လိုက်ပါတော့တယ်။အိုးဟဲကိုပဲခောက်ဆွဲရအောင်ကျွေးမဲ့လို့ဆုံးဖြတ်လိုက်ပေမဲ့ပေါင်မုံတွေပျောက်သွားလို့ဆိုပြီးအိုးဟဲကစိတ်ထိခိုက်သွားပါတော့တယ်။သူကငိုရိုတောင်းကျလာပြီးတော့ပဲခောက်ဆွဲပကံကိုပါမှောက်ပစ်မိလိုက်ပါတယ်။နောက်ဆုံးမှာတော့ဂျေရှစ်ပဲအရှုံးပေးလိုက်ရပြီးပေါင်မုံတွေပြန်ဝေပေးလိုက်ရပါတယ်။ဒါပေမဲ့ပေါင်မုံတွေရောက်လာတဲ့အခါမှာလဲအုံးဟဲကပေါင်မုံတွေကိုပြစ်ချပြီးဂျေရှစ်ရဲ့ပဲခောက်ဆွဲတွေကိုလက်နဲ့လာနိုင်စားပါတယ်ဒီတစ်ခါတော့တကယ်တွင်းသွားရပြီမဲ့ဘာမှမလုပ်နိုင်တာကြောင့်ဝယ်လာတဲ့ပေါင်မုံတွေကိုသူ့ပဲထိုင်စားလိုက်ရပါတယ်ဒီမှာရင်မပြီးသေးပါဘူးဂျေရှစ်ကိုမကြောက်ကြတဲ့အုံးဟဲကတဟိန်လုံးကိုညစ်ပတ်အောင်မှွေးနောက်ပစ်ပါတယ်တလောက်လောက်စုပြီးမှဝယ်ရထားတဲ့သူ့ရဲ့ cosmetic တွေကိုလည်းရှောက်ဖွာပြီးသုံးပစ်ပြန်ပါတယ်စိတ်ညစ်နေတဲ့ဂျေရှစ်တယောက်သူ့ဝန်ထမ်းကိုဆွဲလာရလာလုံးနေတဲ့ customer စီကိုပြေးသွားပြီးတားမိလိုက်တဲ့အတွက်အထိုးခံလိုက်ရပါတယ်ဒါနဲ့မကသေးပဲ customer အကြိုက်မလိုက်ဖဲပြဿနာတွေပဲရှုံနေတဲ့သူ့ရဲ့ agency ကိုလည်းငားမဲ့သူမရှိတော့လို့အလုံးလက်မဲ့ပါဖြစ်သွားပါတယ်ပတ်စံလည်းမရှိရှိတဲ့အလုပ်လည်းပြုတ်ဆိုတော့ကြံရမရဖြစ်နေတော့အိမ်ပိုင်ရှင်အတော်ကြီးနဲ့ပရဟိတအဖွဲ့ကအခမဲ့တန်ရှင်းလုပ်ပေးခြင်းနဲ့ဆိုပြီးအိမ်ကိုရောက်လာပါတယ်အဲ့ဒီတော့သူတို့ကအိမ်ကိုတန်ရှင်းလုပ်ပေးတဲ့အပြင်အုံးဟဲကိုလည်းရေချိုးပေးသွားကြပါတယ်။ဂျေရှစ်ကိုလည်းကလေးဖေဖြစ်ပြီးကလေးကိုတောင်ရေချိုးမပေးတတ်ဘူးဆိုပြီးဝေဖန်သွားကြပါတယ်။အဲ့ဒီညမှာပဲမိုးချင်းတန်တွေစူညံနေတော့အုံးဟဲကပထမဆုံးအနေနဲ့ဂျေရှစ်ရဲ့အနားကိုတိုးလာပြီးငိုလာပါတော့တယ်။သူ့အမေပြန်မလာတော့ဘူးဆိုတာကိုတည်သွားတာကြောင့်လည်းပါတယ်လို့နေမကောင်းတာကြောင့်လည်းပါပါတယ်
မအိမ်နိုင်တော့ပဲအန်နေတဲ့ဦးဟဲကိုဂျေရှိကပဲတင်ညာလုံးဂုံးပိုးပြီးချော့သိပ်ခဲ့ရပါတယ်အဲ့ဒီနောက်ဦးဟဲကိုစာတင်ပေးဖို့မတန်ဆွမ်းကလေးငယ်တွေအတွက်ဖွင့်ထားတဲ့အကြောင်းကိုပို့ပြန်တော့လေတောင်ကိုရီးယားမှာကမျက်မမြင်နားမကြားနှစ်မျိုးစလုံးဖြစ်နေတဲ့ကလေးအတွက်တီးသက်တင်ပေးတဲ့တင်ရိုးဆိုပြီးမရှိသေးပါဘူးဒါကြောင့်ဦးဟဲကိုအိမ်မှာပဲကိုယ်တိုင်တင်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူကစားလုံးလေးတွေကိုလက်ပေါ်မှာရေးပြပြီးဦးဟဲကမှန်အောင်ပြန်ရေးပြနိုင်ရင်ပေါင်မုတ်တစ်ဖက်ကျွေးပါတယ်ခွေးလေးတွေကိုစနက်နဲ့မျှပြီးတင်ပေးတာနဲ့တောင်တူးစလိုပါပဲအစာပိုင်းမှာတော့ဦးဟဲကကြိုးစားပန်းစားလိုက်တင်ပေမဲ့နောက်တော့ပေါင်မုံကအနိုင်ရသွားပြီးစာဆက်မတင်တော့ပဲပေါင်မုံကိုယူပြီးပြေးပါတော့တယ်အဲ့ဒီအချိန်မှာတရားရုံးကနေဦးဟဲရဲ့အမေရဲ့ပိုင်ဆိုင်မှုတွေအကုန်သိမ်းနေဆိုပြီးရုတ်တရက်ရောက်လာလို့ဂျေရှစ်မှာသူ့ဟာသူဝယ်ထားတဲ့လက်တော်လေးတောင်အစ်စ်ထည့်ပေးလိုက်ရပါတယ်ဦးဟဲရဲ့အမေကရုတ်တရက်တေးဆုံးသွားပြီးတော့ပိုင်ဆိုင်မှုတွေကိုလည်းအမွေလွှဲပြောင်းတာတွေတေချာမလုပ်ခဲ့တဲ့အတွက်နိုင်ငံတော်တရားရုံးကနေအခုလိုအသိမ်းခံလိုက်ရတာပါအသိမ်းခံရတဲ့အထဲမှာအင်္ဂါကစပေါ်ငွေပါတော့ဂျေရှိရဲ့စိတ်ကူးလည်းစုံစုံမြုပ်သွားပါတော့တယ်နေရင်ထိုင်ရင်နဲ့အင်ဂျီရမဲ့အလုံးလက်မဲ့ဘဝကိုတန်းရောက်သွားရတာပါပဲစိတ်ပြက်လက်ပြက်နဲ့ဦးဟဲ့အမေရဲ့ဖုန်းကိုဖွင့်ပြီးမှွေလိုက်တဲ့အခါသူ့အတွက်အရန်ကိုအကျိုးရှိစေမယ့်အရာကိုတွေ့သွားပါတယ်တကယ်တော့ဦးဟဲ့ရဲ့အမေကရွာကသူ့အတော်ကိုပတ်စံ3သိန်းချီးပေးဘူးတာပါဂျေရှိလည်းဝမ်းသာအရာဖြစ်သွားပြီးအဲ့ဒီကြွေကိုပြန်တောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့အလုပ်ရှိတုန်းကကုမ္ပဏီကပေးထားတဲ့ကားကိုပြန်မအပ်တော့ပဲဦးဟဲ့နဲ့အတူတူရွာကိုမောင်းပြေးလာပါတော့တယ်ဒါပေမဲ့သူ့ရဲ့ပျော်ရွှင်မှုကကြာကြာမခံလိုက်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ပတ်စံ3သိန်းချီးပေးခဲ့တဲ့လူကလူလိမ်ဖြစ်နေလို့ပါ။လူပြောက်ရှာရင်ကလေးကိုတော့ဂရုမစိုက်နိုင်ပဲဖြစ်နေတာကြောင့်ဦးဟဲ့ကိုတနာသွားတဲ့ရွာကလူကြီးတယောက်ကသူတို့ကိုထမင်းတက်နဲ့ခေါ်ကြွေးလိုက်ပေမဲ့ထမင်းဘိုးကတော့ free မဟုတ်ပါဘူး။ဂျေရှင်းမှာထမင်းတက်နဲ့စာနဲ့မတန်အောင်လေယာအလုပ်တွေပြန်လုပ်ပေးလိုက်ရပါတယ်။ကံကောင်းတာကအဲ့ဒီအညာအတွက်တော့နေစရာရလိုက်တာပါ။ဦးဟဲ့ကအဖိုးကြီးလာပေးသွားတဲ့အာလူးသီးတွေကိုနှိုက်စားရင်အရသာကိုကြိုက်ပြီးပြောနေပါတယ်။ဒါပေမဲ့သူကဆက်မစားပဲဗဇက်ထက်ကထွေးထုတ်ပြီးဖုံးပြောနေတဲ့ဂျေရှိကိုအတင်းလိုက်ခွင့်ကြွေးပါရယ်ဂျေရှိကစိတ်ရှုပ်ထွေးပြီးထားသွားတော့ဦးဟဲ့လည်းစိတ်မကောင်းဖြစ်သွားရပါတယ်နောက်တစ်နေ့မှာသူတို့နှစ်ယောက်ခီးဆက်ခဲ့ရပြန်ပါတယ်လန်တဝက်မှာဦးဟဲ့ကရေစာလို့ဆိုပြီးဂျေရှိတယောက်သူများခြံတွေကဖရဲသီးကိုခိုးခုပြီးကျွေးမိတော့လဲလူမိပြန်ပါတယ်ဒါကြောင့်ဖရဲသီးကိုပြန်ပေးဖို့ဆိုပြီးအလုတ်ကျန်းတွေဝင်လုပ်ပေးရပြန်ပါတယ်အဲ့ဒီနောက်မှာတော့သူကသာစိတ်ညစ်နေရပေမဲ့ဦးဟဲ့ကမိုးရည်ထဲမှာထွက်ဆို့ခြင်းနဲ့ဆိုပြီးစိတ်ကောက်ပြလို့ထီးထီးချောင်းနဲ့လိုက်ရပြန်ပါတယ်သူတို့တွေအားရအောင်စော်ပြီးတဲ့အချိန်မှာတော့ဖရဲကြံပိုင်ရှင်ကထမင်းခေါ်ကြွေးလို့ဖရီသွားကြိတ်ကြပါတယ်ဒီတစ်ခါမှလည်းထမင်းစားနေရင်ဦးဟဲ့ကအသားဘက်တွေကိုထွေးထုတ်ပြီးဂျေရှိကိုအတင်းခွင့်ပြန်ပါတယ်အဲ့ဒီအချိန်မှာဖရဲကြံပိုင်ရှင်ရဲ့အဖိုးကြီးကနေတကယ်တော့ဦးဟဲ့ကအဲ့ဒီလိုလှုပ်တာကရှောက်စော့နေတာမျိုးမဟုတ်ပဲအသားကအရသာရှိလွန်းလို့တူတောင်မစားရတော့ပဲဂျေရှိအတွက်ထွေးထုတ်ပြီးကျွေးတာလို့ရှင်းပြပါတယ်ဒီစကားကဂျေရှိရဲ့ရင်ထဲကိုထိသွားစေပြီးစိတ်မကောင်းလည်းဖြစ်သွားစေပါတယ်ဘာမှသူသားမတော်ဆက်ပေမဲ့ဦးဟဲ့ကိုတကယ်သူသမီးလေးတယောက်လိုပဲတန်ရုံးစင်ကပူတွေ့လာပါတော့တယ်ဒါနဲ့သူကရှုပ်ထွေးတဲ့မြို့ကိုမပြန်သွားတော့ပဲလူသူကင်းပြီးအေဂျင့်နဲ့တောရွာလေးမှာပဲလေယာလုံးရင်နေတော့မယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်အဲ့ဒီမှာဆိုရင်ဦးဟဲ့ကိုပြုစုပြောထောင်ရတာလဲပိုလွယ်မယ်လို့ထင်လိုက်တာပါတရက်မှာတော့ဖရဲကြံပိုင်ရှင်အဖိုးကြီးစင်ဦးကြီးတွေနာကိုချောင်းလုံနေတော့ဂျေရှိကသွားပြီးနှုတ်ဆက်လိုက်တဲ့အခါအဖိုးကြီးကသူ့ကိုမှတ်မိတဲ့ပုံမပေါ်ပါဘူးပထမဆုံးတွေ့ဘူးတဲ့လူတွေလိုမျိုးပြန်မိတ်ဆက်ပြီးခက်မြက်မြက်ပဲထွက်သွားခဲ့ပါတယ်တကယ်တော့ဒီအဖိုးကြီးကတကြီးယောဂတဲ့ဖြစ်ပြီးတငယ်ပြန်နေတာပါသူ့အုံနောက်ကကောင်းကောင်းမတွေးတော့နိုင်တော့ပါဘူးဂျေရှိလည်းဆက်စုကျင်သွားပြီးစင်အိုးဖုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ပိုင်ဆိုင်မှုစာချုပ်တွေနဲ့ပတ်စံတွေကိုတွေ့လိုက်ရပါတယ်သူအံ့ဩနေတဲ့အချိန်မှာပဲအဖိုးကြီးရဲ့သမီးရောက်လာလို့သူကစင်အိုးကိုအမြန်ဖုံးပြီးဘာမှမဖြစ်တယ်လို့ပဲဟန်ဆောင်လိုက်ပါတယ်အဖိုးကြီးရဲ့သမီးကဂျေရှိကိုတနာပြီးအထာပေးရှင်နေတာပါဂျေရှိနဲ့ဦးဟဲတို့အဲ့ဒီဖရဲရွာမှာနေကြရင်ဖရဲကြံပိုင်ရှင်ရဲ့သမီးနဲ့လည်းပိုးပြီးရင်းနှီးလာပါတယ်တနေ့သူတို့၃ယောက်အပြင်သွားနေတော့ဖရဲကြံပိုင်ရှင်ရဲ့အဖိုးကြီးကသူ့သမီးကိုဖုံးဆက်ပြီးပတ်စံနေဘယ်ရောက်နေလဲလို့မေးပါတယ်သူ့ဟာသူစင်ဝဲတဲ့ထက်ပွက်ထားပြီးအဲ့ဒီအကြောင်းကိုသတိမရတော့ပါဘူးဒါကြောင့်သူတို့တွေအိမ်ကိုအမြန်ပြန်သွားကြပါတယ်အဲ့ဒီနောက်မှာအဖိုးကြီးရဲ့သမီးကသူကိုယ်တိုင်လှုပ်ထားတဲ့ဖရဲသီးပုံအင်ကြီးကိုဦးဟဲ့ကိုလက်ဆောင်ပေးလိုက်ပါတယ်သူတို့တွေပျော်ရွှင်ကြည်နူးနေကြတော့မှပဲဂျေရှိရဲ့အလုပ်ကအကျွေးရှင်တွေကအိမ်ကိုရောက်လာပါတယ်ဂျေရှိရဲ့အလုပ်ရှင်ဆိုတာတစ်ချိန်ကသူ့ရဲ့ဂျူနီယာတာဖြစ်ခဲ့ပြီးမြဲအဲ့ဒီချိန်ကတည်းကဂျေရှိကိုရန်ဆောင်နေတဲ့လူပေါ့အခုလိုအခွင့်တွေ့သွားတဲ့အချိန်မှာတော့သူကဂျေရှိကိုအကျွေးမဆက်လို့အလုတ်ကကိုခိုးသွားလို့ဆိုပြီးချန်ပီယံကပတ်မရပဲအားကုန်ထိုးချိတ်ပါတော့တယ်ဂျေရှိကိုအရှုံးသမားလို့ထက်ခါခေါ်ပြီး depression အကြီးကြီးဝအောင်ကိုလှုပ်လိုက်ပါတယ်ပတ်စံကကိုချင်းသိက္ခာနဲ့မိတ်ဆွေတွေထက်တောင်အရေးကြီးတာလားဆိုပြီးယူကျုံမရဖြစ်သွားတဲ့ဂျေရှိကစင်အိုးရဲကဖွက်ထားတဲ့ပတ်စံတွေကိုမျက်စပြစ်ဖို့ကြံပါတော့တယ်ဒါပေမဲ့သူ့ပတ်စံတွေမယူခင်မှာပဲအဖိုးကြီးရဲ့သမီးရောက်လာပြီးသူ့အဖေရောအုံးဟဲရောပျောက်နေရလို့လာပြောပါတယ်တကယ်ပြန်နေတဲ့အဖိုးကြီးကမျက်မမြင်နားမကြကလေးမလေးကိုခေါ်ပြီးထွက်သွားတယ်ဆိုတော့နှစ်ယောက်စလုံးခေါင်းနှပန်းကြည့်ပြီးအမြန်လိုက်ရှာပါတော့တယ်တကယ်တော့အဖိုးကြီးကအုံးဟဲကိုခေါ်ပြီးနေဝင်ချင်းကိုအေးအေးဆေးဆေးထိုင်ကြည့်နေတာပါအဲ့ဒီညမှာတော့ဂျေရှိတယောက်ခန်းစားချက်တွေစုံပြီးငုံငုံကြီးဖြစ်နေပါတယ်
အိုးရဲကသူ့မျက်နှာပေါ်ကဒဏ်ရာတွေကိုလက်နဲ့ထိမိသွားပြီးစိတ်မကောင်းဖြစ်သွားတဲ့ပုံနဲ့အနာသက်သာအောင်တဖူဖူမှုတ်ပေးလာပါတယ်။ဂျက်ရှိရဲ့ရင်ထဲမှာနှွေးထွေးသလိုခံစားရသလိုပို့ပြီးတော့လည်းစိတ်မကောင်းဖြစ်လာတာကြောင့်မျက်ရည်တွေကိုမထိန်နိုင်တော့ပါဘူး။သူကမျက်ရည်ဆိုတဲ့စကားလုံးကိုတောင်အိုးရဲကိုတင်ပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့သူကစင်ဝဲထဲမှာပတ်စံနေရှိရဆိုတဲ့အကြောင်းအဖိုးကြီးရဲ့သမီးအတွက်စာချမ်းပြီးအဲ့ဒီရွာကနေထွက်သွားပါရယ်။သူ့လိုအရှုံးသမားတစ်ယောက်ကကလေးကိုဘလို့လုပ်ပြီးကောင်းမွန်မွန်ဖြစ်အောင်ပြုစုပြောထောင်နိုင်မှလဲဆိုတာကိုတွေးမိပြီးအိုးရဲကိုသူ့အဖေရင်းထံထည့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အိုးရဲရဲ့အဖေရင်းကနောက်ဆုံးအချိန်ထိကလေးကိုတာဝန်မယူချင်ပါဘူး။ပတ်စံလေးနှစ်ပဲ6ပြားရဲ့အယုတ်လေးတရုပ်ရဲ့မုတ်တထုတ်ရဲ့နဲ့တောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခုပဲပြောလာပါတယ်။စက်ကုံသွားတဲ့ဂျေရှိကအဲ့ဒီလူနဲ့ထပ်ပြီးအချိန်မဖြုံးကျင်တော့ပါဘူး။အိုးရဲကိုခေါ်ပြီးသူ့အမေရဲ့အယိုးပြကိုပင်လယ်ထဲမှာတွားမြောကြပါတယ်။အိုးရဲကတော့သူ့အမေရဲ့အယိုးပြဆိုတာကိုတော့မသိပဲကစားစရာထင်ပြီးပျော်နေခဲ့တာပါ။ဂျေရှိဟာသူကိုယ်တိုင်ကအလုံးလက်မဲ့ဖြစ်နေပြီးနေစရာလည်းမရှိအကျွေးတွေလည်းဝိုင်းဝိုင်းလည်နေတာကြောင့်အိုးရဲကိုကိုယ်တိုင်ပြုစုပြောထောင်မဲ့အစားမိဘမဲ့အကြောင်းကိုပို့ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။မိဘမဲ့အကြောင်းမှာအိုးရဲကိုပေါင်မုံလေးတစ်ထုပ်ဖောက်ပေးပြီးထားခဲ့လိုက်ပါတယ်။အစမှာတော့ပေါင်မုံစားရလို့ပြောနေတဲ့အိုးရဲဟာဂျေရှိမရှိတော့မှတည်သွားတဲ့အချိန်မှာတော့သူရမ်းကြိုက်တဲ့ပေါင်မုံကိုတောင်ဆက်မစားနိုင်တော့ပဲပြန်ရခတ်သွားပါတယ်။အိုးရဲကမျက်စိလည်းမမြင်နားလည်းမကြားပေမဲ့ဂျေရှိသူ့ကိုထားသွားရမယ်ဆိုတာကိုသိနေတဲ့ပုံမှာပဲသူကဂျေရှိနောက်ကိုပြေးလိုက်သွားပြီးမသွားဖို့တားပါတယ်။ဟိုနေ့ကျကဂျေရှိတင်ပေးတဲ့အတိုင်းမျက်ရည်ဆိုတဲ့စကားလုံးကိုလက်ပေါ်မှာရေးပြပြီးသူဝမ်းနေတယ်ဆိုတဲ့အကြောင်းကိုဖော်ပြလာပါတယ်။ပြီးတော့သူ့ကိုယ်သူဘယ်သူလဲဆိုတာကိုလည်းသိကျင်တယ်လို့မေးပါတယ်။ဂျေရှိကသူ့ကိုအွန်းဟဲလို့ရေးပြလိုက်ပြီးကောင်မလေးကဂျေရှိကိုရောဘယ်သူလဲလို့ပြန်မေးပါတယ်။ဒီတစ်ချိန်မှာတော့ဂျေရှိတယောက်တမ်းမဖြေနိုင်တော့ပါဘူး။ဒီကလေးမလေးကိုသူကတကယ်မိသားစုဝင်တယောက်လို့တန်ရောစင်တွဲနေခဲ့ပြီးတော့ဒီကရာမှာလည်းမထားခဲ့နိုင်တော့ပါဘူး။သူတေဝင်နေရပြီးစိတ်မကောင်းလည်းဖြစ်နေတာကြောင့်တိတ်တိတ်လေးငိုမိပြန်ပါတယ်။နောက်ဆုံးမှာတော့သူဆုံးဖြတ်ချက်ချလိုက်ပြီးတော့အွန်းဟဲရဲ့လက်ပေါ်မှာတခုခုရေးပြလိုက်ပါတယ်။အဲ့ဒီစကလုံးကိုမှတ်ထားပြီးတော့အွန်းဟဲကလည်းသူ့လက်ကိုဆွဲယူပြီးပြန်ရေးပြပါတယ်။အဲ့ဒီစကလုံးလေးကတော့အဖေဆိုတဲ့စကလုံးပါပဲ။နောက်ဆုံးမှာတော့အွန်းဟဲဟာဂျေရှိကိုသူ့အဖေအနေနဲ့တကယ်ပဲလက်ခံနိုင်သွားပြီးဂျေရှိကလည်းအွန်းဟဲကိုသူ့သမီးလေးလိုပဲသတ်မှတ်လိုက်တော့တာပါဒီလိုနဲ့ဇလန်းလေးဟာကြီးစုသူတွေအားလုံးကိုစိတ်ခံစားချက်ပေါင်းများစွာနဲ့မျက်ရည်ရွှဲလေးဖြစ်စေပြီးလှလှပပလေးပဲဇက်သိမ်းသွားပါရယ်ဂျေရှိကအွန်းဟဲကိုမိဘမဲ့ခင်ရမှာထားခဲ့မှလားပြန်ခေါ်သွားမှလားဆိုတာကိုလည်းကြီးစုသူတွေအတွက်အတွေ့တစ်ခုအနေနဲ့ခြံသွားခဲ့တော့တာပေါ့